ညစောရပွဲကွာစင်းနေကွာလီဒီကနေစင်းနေကွာအဲ့ကန်ကောက်တယ်ကွာမတကောင်တော်တော့ကြောင်ပြောက်ပြစ်ပေးလိုက်တယ်လို့ရှိုးဘောလေးတကောင်ဘောလေးတကောင်နေကန့်နေတယ်ပြောပြစ်တယ်ပြင်ကြသွားတယ်စင်းနေကွာပြန်ရှာရကွာအဲ့ကောင်မောင်ကြီးလောင်တီးကငါးကောင်တွေမှာနှော့ပြီးထားတာဗျာအဲ့ကောင်ဟောရှေ့မှာကန့်လာအေးလူကြီးကဒီလူကမြန်မာလူကြီးဝင်လာတယ်တဲ့ဒီမှာကော့ပစ်ပေးရတယ်တောင်းမဖွင့်နေကွာတောင်းမပိုင်မင်းစီကိုလီးမှာပါကွာနောက်ပင်းနဲ့လောက်ရှောင်းတော့မမြင်ဘူးအေလူကရေဝင်ရှိုးရတာပြီတော့ပြပေးလိုက်ခေါင်းတော့တိတ်နေတယ်ကျမပုံးနေနွားတေးတောင်းမကန့်ရှိလို့တွေကပေါ်ရောက်နေပေါ့ပေါ်ရောက်နေပေါ်ကြည့်နေတော့အောက်ရောက်နေတာဤလူကအဲ့ချိန်မှာမောင်ကြီးလောင်တီးနဲ့တွေ့တယ်ကွာပြန်ပြီးတော့ကိုရဲ့ကြောက်ကိုင်းနဲ့ပြစ်တယ်တော့ဝင်ကိုရဲ့ဟုတ်တူနဲ့ပြန်ထိုးရတယ်လို့ရှောတန်ကြားလို့နေနေတော့မကဲဘယ်မို့လဲကိုကနေမောနေခုံစင်းလာတော့ဟေးမူးဝင်စင်းလာပြစ်လိုက်တယ်လို့ရှော